Hello အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ Phonsoni Christina Moran Bellaton ဖြစ်ပါတယ်ရှင်ကျမကတော့ USCC တစ်စင်တယောက်ဖြစ်ပြီးတော့မြန်မာနာမည်လေးကတော့ဒေါက်တာခင်နှင်းစီထက်လို့ကျမကိုအားလုံးကတော့သိကြပါတယ်ရှင်ကျမကတော့ USA နိုင်ငံမှာ orthopedic surgeon အဖြစ်တဲ့ကျမကဝက်တစ်ခုရထားပေးမယ်လေကျမဆရာဝန်အလုပ်ကိုမလုပ်ဖဲနဲ့ကျမအဖေနဲ့အတူစီးပွားရေးလုပ်ငန်းတွေကိုဝိုင်းဝန်းကူညီပြီးလုပ်ကိုင်ပေးနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျမမှာတော့ second father တစ်ယောက်ရှိပါတယ်ကျမရဲ့မိခင်ကကျမရဲ့အဖေဆုံးသွားပြီးတဲ့အချိန်မှာဒီ foreigner ကို second father အဖြစ်နဲ့အိမ်အောင်ပြုခဲ့တာဖြစ်တဲ့အတွက်ကျမအသက်9နှစ်သမီးကလေးကဒီ second father နဲ့အတူတူနေထိုင်ခဲ့တာဖြစ်ပါတယ်ကျမကတော့ထူးထူးခြားခြားအမွှာ3ယောက်ရှိတဲ့ထင်ရမှာအငယ်ဆုံးလေးဖြစ်ပါတယ်ရှင်ကျမရဲ့အမအကြီးကြီးကတော့ကိုစီအိမ်အောင်ချဆိုပါပြီကျမကတော့ single တယောက်အဖြစ်နဲ့ပဲအသက်40ဝန်းကျင်အထိကိုတယောက်တည်းလွတ်လွတ်လပ်ပေါ့ပါနဲ့ကျမရဲ့ second father နဲ့အတူဖြတ်တန်းပါတယ်ရှင်ကျမရဲ့မွေးမိခင်ကတော့ကွယ်လွန်သွားပါပြီဒါပေမဲ့ကျမ second father နဲ့ပဲဘဝကိုရှင်သန်ကြီးပြင်းလာခဲ့တာအခုဆိုရင်တော့နှစ်30ကျော်40ပလဲဖြစ်သွားပါပြီရှင်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ရှင် Daddy I love you